ကဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကိုရီမိုင်အားလုံးပဲမင်္ဂလာရှိတဲ့ကျွန်တော်ကိုမမြအားလုံးပဲနေလေးဖြစ်ကြပါစေကျွန်တော်ဒီဗီဒီယိုဖိုင်လေးကကျွန်တော်9ရက်နေ့ကျွန်တော်ဂျာတာဘရင်းဒီအတွက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ကိုရီမိုင်အားလုံး YouTube channel ကကိုမမြအားလုံးက subscribe လေးတွေနှိပ်သွားပါနော်ကျွန်တော် share လုပ်ရတဲ့နေရာလေးတွေ share ထားပေးပါခင်ဗျာဂျားထဲမှာကျွန်တော် live မလွှင့်ထားပါဘူးအခုဒီကောင်းရန်ကောင်းလို့ကျွန်တော်ကိုမမြအားလုံးကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်နေကုန်းသားရွှေကီးကျွန်တော်တခါလေးပြောပေးသွားမယ်နော်ကိုမမြအားလုံးကကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီ channel မှာတိတ်ပြီးတော့မလွှင့်ဖြစ်ဘူးเนาะအခုနောက်ပိုင်းမှာကျွန်တော်video file လေးကျွန်တော်ပြန်တင်ပေးမယ်ကျွန်တော်ညနေတော့မလွှင့်ဘူးဒီနေ့နေကုန်းစားကျွန်တော်တခါလေးတင်ပေးသွားမယ်เนาะကျွန်တော်ကိုရီမိုင်အားလုံးပဲနေကောင်းကြလားမသိဘူးเนาะကျွန်တော်ကိုရီမိုင်မယ်အားလုံးเนาะမင်္ဂလာပါမတွေ့တာကြာပြီဆိုတော့အခြားကိစ္စလေးတွေလည်းရှိတယ်ဗျာအခုချိန်မှာလည်း live တွေလည်းအမြဲတမ်းမလွှင့်ချင်ဘူးဗျာเนาะဒီကိုတယောက်တည်းအဆင်မပြေတာမှမဟုတ်တာအားလုံးလည်းအဆင်မပြေကြတဲ့အချိန်မှာအမြဲတမ်းလည်း live မလွှင့်ပေးခြင်းပါဘူးအရန်ကောင်းတဲ့နေ့เนาะကနန်းတစ်လုံးနည်းနည်းကြိုက်နှစ်သက်မှုအပြည့်အဝရှိတဲ့နေ့ဆိုရင်တော့ကျွန်တော်လွှင့်ပေးပါတယ်ခင်ဗျာဟုတ်ပြီเนาะကျွန်တော်ကိုရီမိုင်အားလုံးကိုရီမိုင်အားလုံးမှာဒီနေ့တာအတွက်ကိုလုံးမိုင်ဝိုင်းချင်းတွဲလုံးရှိရင်တွဲထိုးပါကျွန်တော်အကောင်းဆုံးတောက်လျှောက်ပေးလိုက်တာ15ပင်16ပင်မကတော့အဲ့ဒီနေကုန်းစားပတ်သည်ပေါ့เนาะသူကဒီတရက်ကြတဲ့ကနန်းရဲ့သူကပေါင်းချင်းကိုသူက2ရက်အတွင်းပြန်ထွက်တရက်ကြမနေ့ကမထွက်ထားဘူးအဲ့ကနန်းကနော်အဲ့လိုမျိုးလေးရှိတယ်အဲ့ကနန်းနော်ကိုရီမိုင်အားလုံးကျွန်တော်တခုပြောချင်ပါတယ်နေကုန်းစားကီးစီ4ခုနှစ်ကီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပတ်သီးတစ်လုံးပေးပါမယ်မိန်ဩကွက်လုံးဝမထုတ်ပါဘူးကျွန်တော်တို့ကဒီပတ်သီးတစ်လုံးပဲပတ်ချင်တယ်ဆိုရင်ကျွန်တော်ရှိမှလာယူပါဒီကုန်းစားပတ်သီးတစ်လုံးပဲပတ်ချင်တယ်ပေါ့နော်ကျွန်တော်တို့ကိုမများအောင် main ကွက်မထိုးချင်ဘူးဆိုလဲ main ကွက်ကိုကျွန်တော်ဒီနေ့လုံးဝမထုတ်ပါဘူးကျွန်တော်ပတ်သီးတစ်လုံးနဲ့တီးတန့်ကျွန်တော်ပတ်ခိုင်းမှာဖြစ်ပါတယ်ကျွန်တော်လူရင်းတွေအားလုံးတော့ကျွန်တော်ပို့ပေးပြီးသားပါပြီမရသေးတဲ့ကိုမများအားလုံးအတွက်ကိုကျွန်တော်မျှဝေပေးပါမယ်အကိုရီမိုင်အားလုံးကကျွန်တော်နေကုန်းစားသီး4ခုနှစ်ကီးဖြစ်ပါတယ်ကျွန်တော်ပတ်သီးတစ်လုံးနဲ့ထိုးချင်တယ်ဆိုရင်လည်းပတ်သီးပတ်နိုင်မှာကျွန်တော်လာယူပါအားလုံးမျှဝေပေးမှာဖြစ်ပါတယ်ပေါက်ရင်စမ်းမပေါက်ရင်ခံဒါပဲရှိရနော်39 6638 333932ကိုဖုန်းတိုက်ရိုက်ခေါ်ဆိုပြီးတော့ယူလို့ရပါတယ်ခင်ဗျာ message မှာလည်းတွားဟိုင်းပြီးတော့ယူလို့ရပါတယ်ပြန်ပြောပေးပါမယ်6638 333932ကဖုန်း message မှာဖြစ်စေဖုန်းတိုက်ရိုက်ခေါ်စီဖြစ်စေအားလုံးကိုကျွန်တော်မျှဝေပေးပါမယ်ပတ်သီးသီးသန့်ပေးမှာဖြစ်ပါတယ်ဒီနေ့တနေ့တာနော်ကျွန်တော်ခါတိုင်းအမြဲတမ်းလို့မတင်ပြပေမဲ့ဒီနေ့မှာအကောင်းဆုံးတွေ့လို့ကျွန်တော်ကိုမများအားလုံးကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ကီးပြောခဲ့ပေမဲ့၄ခုနှစ်ကီးဖြစ်ပါတယ်ရွှေပတ်သီးတစ်လုံးနေကုန်းစားပတ်ရမယ်နော်မနက်မထွက်ညနေထွက်မယ်ဗျာအဲ့အပတ်ဒီနော်အားလုံးပဲယုံကြည်မှုရှိတယ်ဆိုရင်လာယူနိုင်တယ်အားလုံးကိုကျွန်တော်မျှဝေပေးမယ်ကျွန်တော်ဗီဒီယိုဖိုင်လေးကို subscribe လေးနှိပ်သွားဖို့ကျွန်တော်ကိုမများအားလုံးမမေ့ပါနဲ့ဒါလေးပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကြံကောင်းကြပါစေခင်ဗျာ